မိုင်ဆုံခါဒီနေ့နနာကအိမ်မှာရှမ်းခောက်ဆွဲလေးလှုပ်စားဖြစ်တယ်ဆိုတော့ချက်နီလေးကိုလာပြီးတော့မျှဝေပေးမယ်နော်နာကဒီချမ်းအဖက်နဲ့ညက်အဖက်တွေနဲ့စားတာထက်စားရင်ဒီလိုမျိုးကြုံခောက်ဆွဲလေးတွေကိုပိုကြိုက်တယ်ပေါ့နော်တငယ်ချင်းတွေထဲကောနနာလိုမျိုးကြုံခောက်ဆွဲနဲ့ပဲစားတတ်တဲ့လူတွေရှိလားချက်နီလေးကိုတူတူကြည့်ကြမယ်နော်နာကဒီချက်တောင်ပန်လေးတွေကိုတရေအရင်ပြုတ်တယ်ပေါ့နော်ပြီးတော့ပြန်တွန်လိုက်တယ်ဒါကတော့အနှစ်ထဲမှာပါမဲ့ချက်တူနီနဲ့ခရမ်းချင်တီးပါချက်တူနီကိုအရင်ဆုံးကြိတ်လိုက်မယ်ခရမ်းချင်တီးကိုလည်းကြိတ်ထားလိုက်မယ်နော်ဒီနေ့နနကထိုင်းကလာတဲ့တက်တောက်စင်ပီတာဝတ်သားတွေကိုသုံးမယ်ပေါ့နော်ဒါကတော့ဟင်းရည်အတွက်နာကချက်တာလုံးနဲ့ကျတောင်ပန်လေးတွေကိုပြုတ်မယ်ပေါ့နော်အနစ်လေးတွေချက်ဖို့အတွက်စီလေးတည်လိုက်မယ်ပြီးတော့တကြားလေးကိုနှစွန်းစာလောက်ထည့်လိုက်မယ်ပေါ့နော်ဘာလို့ထည့်တာလဲဆိုရင်တော့အသားရဲ့ညီနှံ့တွေပြတ်အောင်လို့ရဲ့ကြာညို့ထပ်ထည့်စရာမလိုအောင်လို့ပါငါတို့ကဒီဝတ်သားကိုအရင်ဆုံးစီပြက်နေအောင်ချက်လိုက်တယ်ပေါ့နော်စနုံမုံလေးထည့်လိုက်မယ်နော်ပြီးတော့အယောင်အတွက်အယောင်တင်မုံကိုနည်းနည်းထည့်လိုက်မယ်အနံ့တွေပျောက်သွားအောင်ဒီနည်းနည်းလေးချက်လိုက်မယ်နော်ပြီးရင်တော့ကြိတ်ထားတဲ့ချက်တူနီလေးကိုထည့်လိုက်မယ်ခရမ်းချင်တီးလေးလည်းထည့်လိုက်မယ်ပေါ့နော်အရသာအတွက်စားလေးထည့်မယ်ဟင်းချုံမုံလေးထည့်လိုက်ပါမယ်ပါဝင်ပစ္စည်းတွေအကုန်လုံးထည့်ပြီးတွားပြီးဆိုရင်တော့အရေးတွေခန်းချောက်တွားတဲ့ထိတော့ချက်ပေးရမယ်ပေါ့နော်ဒီလိုအနေအထားဆိုရင်တော့ဒါရပြီပေါ့နော်ဒါဆိုရင်တော့ဟင်းရည်အိုးလေးတဲ့ကိုလိုအပ်တဲ့လောက်လေးခတ်ထည့်လိုက်ပါမယ်နော်အနှစ်တွေအကုန်လုံးတော့နနမထည့်ဘူးပေါ့နော်အိမ်သားတွေနဲ့လည်းအတွက်ကြောင့်မလို့ပါဟင်းရည်လေးတွေပေါ့ပေါ့ဆူလာပြီးဆိုရင်တော့ဒါစားလို့ရပါပြီအရေးလေးတွေအကုန်လုံးချက်ပြီးသွားပြီဆိုရင်တော့ချမ်းခောက်ဆွဲစားဖို့အတွက်အဆင်သင့်ဖြစ်နေပြီပေါ့နော်ထုံးစံအတိုင်းနာကတော့အရွက်တွေကိုများများထည့်တယ်ပေါ့နော်ပြီးတော့ဟင်းရည်လေးထည့်လိုက်တယ်ဒီချက်နီးရလေးဘာမှထပ်ထည့်စရာမလိုအောင်ကိုအရန်ကိုအရသာရှိတယ်ပေါ့နော်နနဆိုရင်ငရုတ်တီးနဲ့တံမြာတီးလေးပဲညှစ်ထည့်လိုက်တယ်ပေါ့နော်တငယ်ချင်းတို့လည်းလှူစားကြည့်နော်ဘိုင်ဘိုင်